အားလုံးမင်္ဂလာပါကျွန်တော်တို့ knowledge zone channel season ပုံမှန်ဆက်နေရှိနေဖြစ်ပါတယ်ဒီနေ့မှာတော့ဘောနော်ကျွန်တော်အနေနဲ့သူစတဲ့ဗီဒီယိုလေးတင်ဆက်ပေးချင်တယ်လို့ဆိုတော့ပထမဆုံးပို့ဘောနော်ဓာတ်ကန်ပြီးတော့အသက်ငယ်ရွယ်နဲ့ချမ်းနေတဲ့ကောင်လေးရေစုကန်ပြီးတော့အဲ့ဒါတစ်ချက်ရုံကြည့်ကြည့်လိုက်အောင်မလို့ပါတော့မပါဘူးဒီတစ်ခါဟွာပြင်နောက်တစ်ခါလည်းနေလုံးမှာပဲဟယ်လိုလောက်တော့လည်းလောက်ပြီးတော့ဘာတော့မှတောင်းဝင်လာတယ်တရားကြီးဝင်တော့ဝင်ပြီးတော့လောက်အိမ်ပါပဲအိမ်မှာပဲဟိုကွက်တဲ့ထက်မှာအိမ်ငှားပြီးနေတာဆိုတာဘူးလို့ဟမ်နှစ်ယောက်ကွက်တဲ့ထက်မှာအိမ်ငှားနေတာနှစ်ယောက်ကြည့်နေတယ်အိမ်ငှားနေတာလည်းလို့လေးတွေနှစ်ယောက်ဒီလိုကဒီတစ်ခါဟွာပြင်နောက်တစ်ခါလည်းနေလုံးမှာပဲဟယ်လိုလောက်တော့လည်းလောက်ပြီးတော့ဘာတော့မှတောင်းဝင်လာတယ်တရားကြီးဝင်တော့ဝင်ပြီးတော့လောက်ဟုတ်ဒီတိုင်းဆိုရင်ဝင်လို့ရတော့ဒီမှာကုန်းလာဆက်လို့ဆိုတာရောက်နေတယ်ဘုကောင်ဝတ်ထားတာဆိုရပါဒါလေးကတော့ဒိတ်ဆန်ပြည့်ဘုံတော့ရနော်အမော်လို့ပြောရပါတယ်ရရတယ်နေဝါတော့ဝါတော့အေးနော်တော်နေကြောနေတယ်ဘောရဘောရဘောလေလို့မမိုးတင်လေမထွေးရည်ရာဇာတစေဝပါရှိဖပြောဘာကရနာကဘူလောချေချီလိုကောချေချီချိပါနေတယ်လေဝါတိုင်းမှာခန်းလာဝါခန်းလာမယံဘခေါ်ရဖာနိုင်မှာဟုတ်တယ်ခေါ်နေတယ်ဘာလာနာတော့တာတာတိကဒီပါလေသေးပါနော်ကဲမရဆိုချိပါနေဟောချိပါရောကြတယ်ဝါနီကဲဒါကမှသင်ကိုရမှာချွတ်တုံးစီပြီးစီဒီပုံပေါ်လာတော့ရှိပြီးတာပါလေနော်နေတဲ့လူတွေတော့ရောက်ဖုန်ညနိုင်ပါလေဒီပြင်းသမင်းချက်နေချက်မှာပါအရင်တော့ကလည်းជីဒါမျိုးတက်ခါချက်ပြဘူးတဲ့အဲ့တုန်းကလာမေးကြရပေါ့နော်သမင်းကြီးကပြော့မသွားဘူးလားတိုးမသွားဘူးလားလို့မေးကြတယ်အဲ့ဒါជីကဒီနေ့တက်ခါထက်ချက်ပြမယ်နော်ဒါနေ့လေရကြံတဲ့သမင်းပေါ်တုံးမဲကြံနေအဲ့ဆိုជីကတပူးကြော်ကြော်လေးပဲဆန်ကိုထပ်ဖြည့်ထားတယ်ပေါ့နော်ရေဆေးပြီးရဲ့အနေထားဆိုဒါမျိုးလေးရသွားပါပြီပုံမှန်ဆိုလို့ရှိရင်ရေကကြတော့လက်သက်စစ်ခွဲလက်နဲ့စစ်လောက်ထည့်တယ်ပေါ့နော်ជីကဒီမှာလက်သက်စစ်လေးပဲထည့်မယ်နော်ရေကိုလက်သက်စစ်ပဲထည့်ပြီးတော့မှတဲ့ပါမယ်ချက်ပြီးတဲ့အနေထားဆိုဒါမျိုးအနေထားလေးရသွားပြီဒီမှာကြည့်သမင်းလေးတွေကကော့နေရပဲနော်ပြော့လဲမပြော့ဘူးတိုးလဲမတိုးကဲစုံနေကြည့်ပြီးတဲ့အတွက်အားလုံးသိပြီနော်ခုလိုစိတ်ဝင်စားကြဗီဒီယိုလေးနေ့စဉ်နဲ့ပုံမှန်ဆက်ပြီးတော့ကျွန်တော် YouTube channel ကို subscribe လုပ်ပြီး follow လုပ်ကြအောင်နော်အားလုံးသိပြီပါ